တရားဝင်ဇနီး2ယောက်လက်တွဲဖော်2ယောက်နဲ့နာမည်ကြီးမင်းသမီး2မော်ဒယ်တွေ1ယောက်ပြီး1ယောက်ဟိုပြီးတော့ကမ္ဘာအချမ်းသာဆုံးဂျိုသားတတဝါဆိုရင်ဘယ်သူဖြစ်မဲ့ထင်လဲမှန်ပါတယ် Elon Musk ပါတောင်အမေရိကနိုင်ငံသား engineer လေယာဉ်မှုနဲ့တင်ပေါ်သားဖြစ်တဲ့ Elon Musk နဲ့ကနေဒါမော်ဒယ်မလေးမဲတို့ဤသား1980တဇွန်လ28ရက်ဖွာ Elon Musk ပါသူ့ဘဝလေးဟာလှပတာရတဲ့ထဲမှာတော့မပါရှာဘူး1980တမက်လာမှာပဲသူ့မိဘတွေကွာရှင်းကြတယ်အဲ့ချိန်မှာသူက10နှစ်ပြည့်ဖို့3လအလိုပေါ့သူ10နှစ်ပြည့်တော့သူကသူဝါသနာပါတဲ့အရာကိုသူရှာတွေ့သွားတယ်ကွန်ပျူတာဝါသနာအိုးလေးတစ်ယောက်ပေါ့သူ့ဘာသာသူလေ့လာရင်းနဲ့သူ့အသက်10နှစ်မှာပထမဆုံးဂိမ်းတီထွင်ပြီးဒေါ်လာ900နဲ့ရောင်းချခဲ့တာတယ်အဲ့ချိန်အဲ့ခေတ်ဒေါ်လာ900ကကလေးသူထေးလို့ပြောလို့ရလောက်တဲ့ပမာဏပေါ့1989ရောက်တော့သူလဲ19နှစ်ပေါ့အာဖရိကရဲ့စစ်မှုထမ်းဥပဒေလွတ်လို့ငါကနေဒါနိုင်ငံရဲ့ Queen's University မှာပညာတော်သင်သွားခဲ့တယ်သူတကယ်လို့ကျင်တာကအမေရိကန်ပညာရေးပေါ်1990နှစ်မှာ University of Pennsylvania မှာ Business နဲ့ Physics Major ယူကာကျောင်းတက်နိုင်ခဲ့တယ်သူဟာကံဘာကြီးကိုဘယ်လိုပြောင်းလဲရမလဲဆိုတဲ့အတွေ့အမြဲတမ်းရှိနေသူပါသူကျောင်းပြီးတော့သူ့အကိုနဲ့ဇေဖနှစ်ကို1990နှစ်ငါမှာတီထောင်ကြတယ်လုပ်ငန်းကတော့ရှင်းရှင်းလေး online မြေပုံလမ်းညွန်ပေါ့အလုပ်သွားရင်လမ်းမပြီးကျယ်စင်တို့မြန်တို့အိမ်မတော်တဆရောက်တက်ကြတဲ့ bro တို့အတွက်ပေါ့ဘရိုတို့အတွက်ကုမ္ပဏီတည်ထောင်ပြီး၄နှစ်အကြာမှာ Compact စီမှာဒေါ်လာ300ခုနှစ်မီလီယံနှစ်ရောင်းလေရောအသက်20ခုနှစ်မှာမီလီယံနာတစ်ယောက်ဖြစ်ပါတဲ့1990နှစ်9ခုနှစ်မှာတော့ခုံဆိုတဲ့ကုမ္ပဏီတည်ထောင်ပြီးငွေကြေးပို့ပြီးတော့အဆင်ပြေအောင်ဆိုပြီးဖဲပေါ်အဖြစ်2000ခုနှစ်မှာပြောင်းလိုက်တယ်အဲ2000ခုနှစ်မှာတော့လာပြီးဒိန်းလူဒန်လူကလေးကအရွယ်ရောက်လာပြီးအတန်းဖော်မဖြစ်တဲ့ကနေဒါစာရေးဆရာမ Justin Osa နဲ့လက်ထပ်လိုက်ရောစိတ်ဝင်စားစရာကတော့လာပြီး2000မှာပေါ့ Spacer ကကုမ္ပဏီကြီးတည်ထောင်လိုက်တယ် February 14မှာတချို့လူတွေကကဘာကြီးကိုသူတို့ချစ်သူတွေစီမှာပြီးတော့မှဆိုတော့သူ့အတွက်နေစရာနေရာမရှိတော့မှစိုးရိမ်တာနဲ့လက်ကဘာသွားဖို့ပဲစဉ်းစားတော့တယ်မင်းစီရောက်ဖို့ဘာပဲပေးဆက်ရဆိုတလို့ပေါ့သူ့ရဲ့ paper လေးကို1.5ဘီလီယံနဲ့ရောင်းပလိုက်တယ်အာတော့ကန်ဆိုးချင်တော့သူ့တုံးပြန်ကလည်း3ချိန်လောက်ရှုံတော့မီလီယံပေါင်းများစွာပေးဆက်လိုက်ရတယ်တချို့လူတွေကတော့မဖြစ်နိုင်တဲ့အိမ်မက်ကိုလက်လျှော့ဖို့တိုက်တွန်းကြတယ်သူကတော့တပြားမှဆွဲမလျှော့ပဲသူပိုင်ဆိုင်သမျှကိုစတိတ်ဆာခါမှာပဲပုံအောပြီးလောင်းကြီးထက်တော့တာပေါ့သူ့လူမှုနေထိုင်မှုပုံစံလည်းပြောင်းသွားတယ်အလောက်ကဖီအားနဲ့အတွေးခေါ်ခြင်းကမတူတော့သူချစ်လာပါတယ်ဆိုတဲ့သူမိမလေးကသူ့ကိုကွာရှင်းပါလိုက်တယ်သူကကဘာကြီးကိုချစ်လွန်းသူပြီးလူထုညဉ့်ညမ်းမှုလျှော့ချနိုင်ရေးဆိုပြီးတော့ထီဆော့ကုမ္ပဏီကို2003ခုနှစ်မှာတည်ထောင်လိုက်တယ်2006ခုနှစ်ရောက်တော့သူ့ဝန်ကွဲညီအကူတွေနှစ်ပေါင်းပြီး Solar City ကိုပြန်လဲတည်ထောင်ပြန်ရောအဲ့ကနေအမျက်နည်းနည်းပပကလေးရလာတယ်ဒါပေမဲ့2008ရောက်တော့သူပိုင်ဆိုင်သမျှတဖြည်းဖြည်းကုန်ခါနေပြီးသူပြောတာကတော့ Space ကနဲ့ထပ်စွာကုမ္ပဏီနှစ်ခုစလုံးကိုကယ်ချင်ပေမဲ့တစ်ခုပဲကယ်လို့ရမယ်ချီနေတဲ့နမိုက်သားတို့ထုံးစံအတိုင်းနှစ်ခုစလုံးကိုလက်မလျှော့ကျင်တော့ပိုင်ဆိုင်သမျှလမ်းထိပ်ကပေါင်ဆိုင်မှာထူခွဲလိုက်တာပေါ့သူ့ကိုယ်ပိုင်အသုံးစရိတ်အတွက်ကချေးယူရတဲ့အဆင့်ပါရောက်သွားပြီးတန်တရားဆိုတာအမြဲတမ်းမကောင်းသလိုအမြဲတမ်းလည်းမဆိုးပါဘူးဆိုသလိုပေါ့သူ့ရဲ့၄ချိန်မြောက်လက်နက်ကြီးကလာကဘာပေါ်မှာအောင်မြင်စွာရောက်ရှိတာနဲ့ချက်ချင်းပဲနက်စက1.6ဘီလီယံချင်းမြင့်ကစာချုပ်ချုပ်ဆိုလိုက်တယ်လူကလေးကခြေနေပြန်ကောင်းလာတော့အင်္ဂလန်မင်းသမီးထိုရာလီနဲ့လက်ထပ်လိုက်တယ်နွားလေးကဘလောက်တောင်အဖက်လဲခံလဲဆိုရင်2010မှာလက်ထပ်တာ2012မှာကွာရှင်းပြီးတော့2013မှာပြန်ပြီးတော့လက်ထပ်တာ2016မှာပြန်ကွာရှင်းသူကကန်ဆိုးတဲ့ထင်ကျင်စရာဒါပေမဲ့ငနေကခေသူမဟုတ်ဂီတပညာရှင်ရှင်ဝမ်မနဲ့ EC ကလီဘာညာကွေးကွာတာကလေး2ယောက်တောင်ရလာရောနာမည်တွေကလည်းအလန်း2014မှာသူ့ရဲ့လျှက်စစ်ကားကမောင်းသူမဲ့ကားအဖြစ်အဆင့်မြင့်လိုက်တာငကိုကလေးကစော်ကြည့်တာခုတော့ထိမ့်မနိုင်သိမ့်မနိုင်လောက်အောင်စော်ကြည့်တော့တာပေါ့သူ့ကိုမလို့ချင်တော့တဲသူ့ရဲ့ဒုတိယမိန်ကလေးသူနဲ့ပြန်ပေါင်းလိုက်ရောအဲ့လောက်နဲ့ဘလုံလောက်မလဲအချောဆုံးလှဆုံးဆိုတဲ့သူ့ဝန်ထမ်းမိန်ကလေးနဲ့တလားကြော်တီးကြတယ်ဆိုတဲ့သတင်းလဲလိုင်းပေါ်မှာပို့လောရိုက်သေးတာအဲအကြောင်းအပြည့်စုံကတော့နောက်ဗီဒီယိုတွေမှာပရိသတ်တို့တောင်းဆိုရင်တော့တင်ဆက်ပေးအောင်မယ်2016ခုနှစ်မှာတော့သူတီထောင်တာမျိုးအောင်ကိုမလို့ချင်လို့ထားသွားတဲ့ကလေးကိုမေ့နိုင်အောင်အိုးနောက်ထဲမှာ AI နည်းပညာနဲ့စမ်းသပ်တဲ့နည်းပညာပေါ်သူကိုယ်တိုင်လဲသုံးနေတဲ့အကြောင်းရင်းကပရိသတ်တို့ပိုသိမယ်ထင်ပါတယ်အဲ့လိုနဲ့ပဲဘာလို့နဲ့2020ဇန်နဝါရီလမှာတော့ကမ္ဘာအချမ်းသာဆုံးနံပါတ်1ဖြစ်သွားပါလေရောအခိုက်တန်ပြီးရောတလအကြာမှာခေါင်းကြီးတို့လည်းဘာတွေနဲ့ဘလို့ဖြစ်ကြသေးလေမှတ်မိလားမသိအင်တာဗျူးတစ်ခုမှာသူပြောတာကကဘာကြီးဟာအမြဲတမ်းဒီမြင်မှာတော့မဟုတ်ဘူးဒါကြောင့်လူသားမျိုးနွယ်စုမျိုးမတုံအောင်
Mars ပေါ်မှာအခြေချနိုင်ရမယ် လို့သူပြောတဲ့အတိုင်းပဲ space ကကလေးရင်မှုတိုးတဲ့တာမဟုတ်ပဲပစ္စည်းအချို့နဲ့ခီးတဲ့အနေငယ်တင်ဆောင်နိုင်မဲ့ rocket တိဆောက်ဖို့စူးစမ်းပါလေရောထုံးစံအတိုင်းလမ်းထိပ်ကအန်တီတွေပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်မဖြစ်နိုင်ဘူးဆိုတာကြီးပဲဆီယာမတ်ရဲ့မလျှော့သောဆွဲလုံးလာကြောင့်2023မှာ Space ခရဲ့ Starship အစမ်းထုတ်လွှင့်မှုရလဒ်အရ Mars ပေါ်မှာအခြေချနေထိုင်မယ်ဆိုတဲ့အိမ်မက်ဟာလည်းတဖြည်းဖြည်းနီးကပ်လာပြီဆိုတာခက်ထီမမကြီးတွေတောင်းရင်းလို့မရတဲ့တက်တွေဖြစ်လေရောသူကသူ့သားတွေကိုစူးစမ်းရမှာနဲ့ရှုံးနေရမှာကိုမကြောက်ဖို့အမြဲတုံတင်ပေးတယ်ဝေဖန်ခံရမှာကိုလည်းမကြောက်ဖို့အမြဲမှလေးရှိတယ်အဲ့ဒါနဲ့ပဲမကျေနပ်သေးဘူးဆရာကြီးကသူ့ကလေးတွေကိုအစိုးရကြောင်းထားမဲ့အစားသူကိုယ်တိုင်က Disaster ဆိုတဲ့ကိုယ်ပိုင်ကြောင်းဖွင့်လိုက်တယ်အလွတ်ကျက်အလွတ်မှတ်မှတ်စနစ်ထက်ကိုယ်တိုင်စူးစမ်းဖော်ထုတ်တဲ့စနစ်ကိုအိုးစားပေးစေခြင်းလို့ပေါ့ပြီးတော့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းနည်းကိုလည်းအိုးစားပေးတင်ကြားစေခဲ့တယ်သူကကဘာကြီးနဲ့လူသားမျိုးနွယ်စုကိုချစ်လွန်းလို့ဒီတိုင်းငြိမ်မနေနိုင်ဘူးလူနေမှုဘဝတိုးတက်ရေးကိုအုံစားပေးလွန်းလို့ငွေကြေးဆုံးရှုံးတာလည်းမနှဲဘူးသူကအိမ်မှာလည်းတိတ်မအိပ်ဘူးညီနဲ့ထိအလုတ်လုတ်ပြီးအလုတ်ခွင်မှာပဲအိတ်တဲ့အချိန်ကပုံများနေတယ်တချိန်ရှုံးနေခြင်းကိုမကြောက်ပါနဲ့အဲရှုံးနေခြင်းကအောင်မြင်မှုလမ်းကြောင်းစီရောက်ဖို့ပထမခြေလှမ်းမှုလိုပဲမိတ်ဆွေတင်မှာအသက်တစ်ချောင်းပဲရှိတယ်ရှုံးနေမှုကိုကြောက်ရင်နေထိုင်မနေပါနဲ့အိမ်မက်အကြီးကြီးမှတ်ပြီးတော့ချက်ချင်းအကောင့်ထဲပေါ်လိုက်ပါကဘာကြီးကအိမ်မက်ကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်တဲ့လူမျိုးအများကြီးလိုအပ်နေလို့ပဲတင်ဟာတန်ဖို့ရှိတယ်တခုမှချင်တာကကိုမကြိုက်မှန်းတီးတီးနဲ့တော့သွားမချစ်မိစေနဲ့ပေါ့မိတ်ဆွေပဲနာမှာ